တောင်းသားတွေအတွက်အချိန်စရာဆွဲပေးတယ်ဟုတ်လားဟုတ်ပါတယ်တခြားတော့မဟုတ်ပါဘူး EK Korea Language Center မှာ semester တစ်ခုကို9လအချိန်ပေးရုံနဲ့ကိုကိုရီးယားဘာသာစကားကိုစနစ်တကျနဲ့တက်မြောက်သွားမယ်မြန်မာနိုင်ငံမှာတင် language program ကိုတက်ရောက်သွားချင်ပါသလားသူများထံအနှာတပြားသာစီကိုကြိုတင်ပြင်ဆင်သွားချင်ပါသလားအဲ့လိုဆိုရင်တော့မိတ်ဆွေတို့အတွက် special mega package အတန်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်အချိန်တိုအတွင်းထိရောက်မှုရှိရှိနဲ့ကိုရီးယားဘာသာစကားကိုအခြေခံအုံမြင့်ခိုင်အောင်အခြေခံအဆင့်ကနေလေ့လာချင်တယ်ဆိုလို့ရှိရင်တော့ပထမဦးဆုံးအခြေခံအဆင့် package အတန်းရှိပါတယ်အခြေခံအဆင့် package မှာဆိုရင်အခြေခံ level 1 2 3 speaking class 1 speaking class 2ယဉ်ကျေးမှုအတန်းနဲ့ topic 1အတန်းတို့ပဲဖြစ်ပါတယ်ဒုတိယ semester အလယ်တန်းအဆင့်မှာဆိုလို့ရှိရင်တော့ level 4 5 6 speaking 3 speaking 4ယဉ်ကျေးမှုအဆင့်မြင့်အတန်းနဲ့ဝေါ်ဟာရကျွဲဖို့နဲ့တရားပိုင်နိုင်မှုအတွက် vocabulary နဲ့ grammar class နောက်တစ်ခုဆိုလို့ရှိရင်ထူးခြားတာက native speaker တွေကိုယ်တိုင်ကပါကိုယ်တိုင်အနီးကပ်ဝင်ရောက်ကြည့်ရှုသင်ကြားပေးတာကြောင့်မလို့ကိုရီးယားဘာသာစကားကိုတဘာဝကျကျနဲ့လေယူလေသိအတန်ထွက်မမကန်ကန်ထွက်ဖို့အတွက်ကိုစိတ်ပူစရာမလိုတော့ဘူးပေါ့နော်နောက်တစ်ခုက topic စာမေးပွဲပြင်ဆင်သူတွေအတွက် topic preparation class မိခွန်းအတန်း writing class စတဲ့တန်းလေးကိုလည်း package တစ်ခုကို9လနှုန်းနဲ့အမြန်တက်ရောက်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့ package 1 2 3ရှိတာကိုရောတော့ဘုံတို့9လလောက်အချိန်ပေးရုံနဲ့ကိုမြင်မြင်ဆက်ဆက်အချိန်တို့အတွင်းမှာတတိယရောက်လေ့လာနိုင်မယ်မေက package လေးတစ်ခုပဲရှိပါတယ်ဒါကြောင့်မလို့လက်မနေပဲကိုယ့်ရဲ့ကိုရီးယားအိမ်မက်တွေကို EK Korean Language Center နဲ့အတူတူစတင်အကောင့်နဲ့ဖော်လိုက်တော့နော်